ဒီနိုင်ငံမှာအမျိုးသားဖြစ်ရတာတင်ပြစ်မှုကြီးလာပြီးဖြစ်ပေမဲ့အယုတ်ဆိုးတဲ့အမျိုးသားဖြစ်ရတာကပိုပြီးပြစ်မှုကြီးလေးတယ်လို့ဘုရင်မကြီးကယူဆလို့ပါပဲဇလန်းအစမှာတော့ဆရာတော်ထန်ဆန်းဟာတရုတ်ပြည်ကိုယူဆောင်ဖို့အတွက်အိန္ဒိယနိုင်ငံစီတန်ရှင်းမှုမြတ်လာတဲ့သာသနာကျမ်းစာတွေတွားရောက်ယူဆောင်ဖို့ခရီးထွက်ခွာလာခဲ့ပါတယ်သူ့ရဲ့ခရီးစဉ်မှာတော့တပည့်တွေဖြစ်ကြတဲ့ဝူခုံးပါကျဲနဲ့ဝူကျန်းတို့ကဝန်းရံစောင့်ရှောက်ပြီးလိုက်ပါလာခဲ့ကြတာပါလန်ခီတလျှောက်မှာသူတို့ဟာဘေးအန္တရာယ်မျိုးမျိုးနဲ့စမ်းသပ်ချက်များစွာကိုဖျက်ကျော်ခဲ့ကြပြီးဖြစ်ပေမဲ့အခုကြုံတွေ့ရမယ့်စမ်းသပ်ချက်ကတော့သူတို့ဘဝမှာအခက်အခဲဆုံးစမ်းသပ်ချက်ဖြစ်လာပါတော့တယ်သူတို့တစုဟာမြစ်တစင်းကိုလေနဲ့ဖြတ်ကူးနေစဉ်မှာပြည့်ဆိုသလိုပဲမြစ်အောက်ထဲကနေစိုးသွမ်းလာတဲ့ရေမိတ်စာကြီးတစ်ကောင်ထွက်ပေါ်လာပြီးသူတို့ရဲ့လှေကိုတိုက်ခိုက်ပါတော့တယ်သူတို့အားလုံးအရှင်လက်လက်ဝါမျိုးခံရတော့မဲ့အရေးကြုံနေရတဲ့အချိန်မှာပဲအာကာသဝင်ပေါက်ကြီးတစ်ခုပေါ်လာပြီးသူတို့တစ်ဖွဲ့လုံးကိုစုပ်ယူသွားခဲ့ပါတယ်အဲ့ဒီဝင်ပေါက်ရဲ့အခြားတစ်ဖက်ကိုရောက်တဲ့အခါမှာတော့သူတို့အားလုံးဟာမြင်မာတဲ့ကောင်းကင်ယံကနေအရှိန်အဟုန်ပြင်းပြင်းနဲ့အောက်ကိုပြုတ်ကျလာပါတော့တယ်ဒီလိုလေဟုန်စီးပြီးပြုတ်ကျနေတဲ့အချိန်မှာပဲဆရာတော်ထန်ဆန်းဟာဘေးနားမှာအတူတူပြုတ်ကျနေတဲ့အလွန်လှပလွန်တဲ့အမျိုးသမီးတဦးကိုသတိပြုမိသွားပြီးမြင်ချင်းချစ်မိသွားခဲ့ပါတယ်စောစောကမြင်ခဲ့ရတဲ့ချုံမောလှပတဲ့အမျိုးသမီးဟာသူတို့ကိုကြည့်ပြီးမင်းတို့ကအမျိုးသားတွေလားလို့စူးစမ်းစွာမေးမြန်းပါတော့တယ်ဆရာတော်ထန်ဆန်းဟာဟုတ်ပါတယ်လို့ဖြေလိုက်တဲ့အခါအဲ့ဒီအမျိုးသမီးဟာအပြုံးလေးတစ်ခုကိုပဲပြုံးပြပြီးလှည့်ထွက်သွားခဲ့ပါတယ်မကြခင်မှာပဲအဲ့ဒီအမျိုးသမီးဟာကြီးမားခမ်းနားလာတဲ့နိုင်ငံတော်ကြီးတစ်ခုစီကိုပြန်လည်ရောက်ရှိသွားပါတယ်အဲ့ဒီနိုင်ငံတော်ကြီးဟာဝင်ကြီးချုပ်တွေကနေဆက်လို့အလုပ်သမားတွေဆရာဝန်တွေစာကြည့်တိုင်မှုတွေထိနိုင်ငံထဲမှာရှိတဲ့လူဦးရေအားလုံးဟာအမျိုးသမီးတွေကြီးပဲနေထိုင်ကြတာဖြစ်ပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာကစောစောကလှပတဲ့အမျိုးသမီးဟာအဲ့ဒီမိမနိုင်ငံတော်ရဲ့ဘုရင်မလေးဖြစ်နေတာပါပဲဘုရင်မလေးဟာသူမရဲ့အစီကံတွေစီသွားပြီးမိမိတော်ထဲမှာအမျိုးသားတွေကိုတွေးခဲ့ရတဲ့အကြောင်းပြောပြတဲ့အခါမှာတော့ဘယ်သူမှမယုံကြပါဘူးဘုရင်မလေးကထက်ခါတလဲလဲပြောပြပေမဲ့အစီကံတွေကမယုံတင်မကပဲဘိုးဘွားဆင်ဆက်ထိမ့်သိမ့်လာခဲ့တဲ့ရှေးဟောင်းကျမ်းစာအုပ်ကြီးကိုထုတ်ယူပြီးဖတ်ရှုကြပါတယ်အဲ့ဒီကျမ်းစာထဲမှာအမျိုးသားတွေဟာအစိတ်ပြင်းတဲ့တတဝါတွေဖြစ်တယ်လို့ရေးသားထားပါတယ်ဒါပေမဲ့အဲ့ဒီကျမ်းစာရဲ့ရှင်းလင်းချက်ဟာပြည့်စုံမှုမရှိဘဲစာမျက်နှာအချို့ပျောက်ဆုံးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနိုင်ငံတော်ကိုအစိုးရပြီးဩဇာအာဏာကြီးမားလာတဲ့ဘုရင်မကြီးရောက်ရှိလာပြီးအမျိုးသားအချို့ကကျူးကျော်ဝင်ရောက်နေပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဘုရင်မကြီးဟာအလွန်ဒေါသထွက်သွားပြီးအမြန်ဆုံးလိုက်လံဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဆရာတော်ထန်ဆန်းဝူခုံးနဲ့ဝူကျန်းတို့ဟာတောနက်ထဲမှာလမ်းစားပြောက်ပြီးထွက်ပေါက်ရှာနေကြပါတယ်ဒါပေမဲ့ပါကျဲကတော့တောထဲမှာယတနာတိုက်ကြီးတစ်ခုကိုတွားတွေ့ခဲ့ပါတယ်ပါကျဲဟာခညာချုံမောတဲ့အမျိုးသားတဦးအဖြစ်ဖန်ဆင်းပြောင်းလဲပြီးမိန်းကလေးတွေစီကိုချင်းကပ်သွားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးတွေဟာသူ့ကိုဝိုင်းဝန်းဖန်ဆီးပြီးပြင်းထန်စွာရိုက်နှက်ဆုံးမလိုက်တာကြောင့်ပါကျဲဟာသူ့ရဲ့မူလဝဲရုပ်တွင်ပြင်ကိုပြန်လည်ရောက်ရှိသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်မှာရှိနေတဲ့ဝူခုံးဆရာတော်ထန်ဆန်းနဲ့ဝူကျန်းတို့၃ယောက်ကိုလည်းမိမနိုင်ငံတော်ရဲ့စစ်တီတော်မျိုးသမီးအုပ်စုကဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါတယ်ဆရာတော်ထန်ဆန်းဟာတပည့်တွေကိုမြည်သည့်အကြမ်းဖက်မှုမှမလုပ်ဖို့တားမြစ်ပိတ်ပင်ပြီးပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ကြိုးစားပါတယ်ဒါပေမဲ့ဒေါသထွက်နေတဲ့ရဲမက်အမျိုးသမီးတွေကသူတို့ရဲ့စကားကိုနားမထောင်ပဲပြင်းထန်စွာအပြစ်ပေးဖို့အတွက်နိုင်ငံတော်စီကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဒီလိုနဲ့သူတို့တစုဟာအမျိုးသားတွေလုံးဝမရှိတဲ့လှုပ်ဝက်ဆန်းကျဲတဲ့မိမနိုင်ငံတော်တွေကိုရောက်ရှိသွားမှန်းသိလိုက်ရပါတော့တယ်နိုင်ငံတော်ရဲ့နန်းတော်ကြီးစီရောက်တဲ့အခါမှာတော့စောစောကတောထဲမှာဆုံခဲ့တဲ့အမျိုးသမီးဟာတကယ်တော့ဒီနိုင်ငံရဲ့ဘုရင်မလေးဖြစ်နေမှန်းသူတို့သိရှိသွားကြပါတယ်အဲ့ဒီနောက်တက်ကြီးရွယ်အိုအဖွားအိုတယောက်ရောက်လာပြီးဘိုးဘွားဆင်ဆက်ကျန်းစာအုပ်ကိုဖွင့်ပြပါတယ်အဲ့ဒီကျန်းစာထဲမှာဘုန်းကြီးတစ်ပါးမြောက်တစ်ကောင်ဝက်တစ်ကောင်နဲ့အပြာရောင်သားရည်ရှိတဲ့လူတန်းကြီးတစ်ယောက်ရောက်ရှိလာမဲ့အကြောင်းပုံနဲ့တကွအတိအကျဖော်ပြထားပါတယ်ကျန်းစာရဲ့တင်ကြိုဟောကိန်းအရဒီလူလေးယောက်ရောက်လာခြင်းဟာမိမနိုင်ငံတော်ကြီးကိုလုံးဝပျက်စီးပြုံးတီးသွားစေလိမ့်မယ်လို့ဆိုထားတာဖြစ်ပါတယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဘုရင်မကြီးအပါအဝင်နန်းတွင်းအရာရှိတွေကအလွန်စိုးရိမ်ထိတ်လန့်သွားပြီးဒီမျိုးသားလေးယောက်ကိုချက်ချင်းတေးတံပေးဖို့ပြင်းပြင်းထန်ထန်တောင်းဆိုကြပါတော့တယ်ဘုရင်မလေးဟာလူအများရဲ့ဖိအားကြောင့်တေးတံပေးဖို့သဘောတူလိုက်ရပေမဲ့မတက်ခင်မှာသူတို့ကိုတေချာစစ်ဆေးမေးမြန်းခြင်းတယ်လို့တောင်းဆိုခဲ့ပါတယ်ဘုရင်မကြီးကမလိုလားတော့လဲသဘောတူလိုက်တာကြောင့်တေးတံမပေးမီအကွက်မြက်ခံရမယ့်နေ့မတိုင်ခင်နန်းတော်အောက်ခြေကအကျဉ်းထောင်ထဲမှာသူတို့ကိုတညတာပိတ်လောင်ထားခဲ့ပါတယ်။ဝူကုန်းဟာထောင်တကားကိုရိုက်ချိုးပြီးသူတို့အားလုံးထွက်ပြေးကြပါတယ်။အဲ့ဒီအချိန်မှာပဲဘုရင်မလေးနဲ့အစီခံတွေဟာစစ်ဆေးဖို့ထောင်ထဲကိုအဝင်ထွက်ပြေးလာတဲ့အမျိုးသားတွေနဲ့တိုက်မိပြီးအမှတ်မထင်မေးလဲသွားခဲ့ကြပါတယ်။ဒီမိမနိုင်ငံတော်ကြီးကိုအစွမ်းထက်လာတဲ့နက်ကျိန်စာတားအစီကြီးတစ်ခုနဲ့အုံမိုးကာကွယ်ထားတာကြောင့်စွမ်းအားကြီးမားလာတဲ့ဝူကုန်းကိုယ်တိုင်တော့အဲ့ဒီအတားအစီကိုဖောက်ထွက်လို့မရခဲ့ပါဘူး။ဝူခုံးကဘုရင်မလေးကသာငါတို့ကိုကူညီနိုင်မဲ့တူရဲတော်သူဖြစ်တယ်။ဒါကြောင့်သူမနဲ့စကားပြန်သွားပြောရအောင်လို့အကြံပြုခဲ့ပါတယ်။ဆရာတော်ထန်ဆန်းနဲ့ကျန်တဲ့သူတွေကလည်းသဘောတူတာကြောင့်သူတို့ဟာထောင်ထဲကိုပဲကိုယ်သဘောနဲ့ကိုပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။မကြခင်မှာပဲဘုရင်မလေးနဲ့အစီခံတွေတတိပြန်ရလာပြီးထောင်ထဲကိုရောက်လာကြပါတယ်။ဘုရင်မလေးကသူတို့၄ယောက်ကိုတယောက်ချင်းစီခွဲခြားပြီးစစ်ဆေးမေးမြန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘုရင်မလေးကဆရာတော်ထန်ဆန်းကိုစစ်ဆေးပြီးကျန်တဲ့အစီခံတွေကတော့ကျန်တဲ့၃ယောက်ကိုစစ်ဆေးကြပါတယ်။စစ်ဆေးမေးမြန်းနေစဉ်မှာပဲဘုရင်မလေးဟာဆရာတော်ထန်ဆန်းအပေါ်စိတ်ကစားမိပြီးအချစ်စိတ်ဝင်နေကြောင်းဝန်ခံလိုက်ပါတယ်။
ဆရာတော်ကမိမိရဲ့တွေးမြင်တွေရေးသားထားတဲ့ခရီးသွားမှတ်တမ်းစာအုပ်လေးကိုဘုရင်မလေးထံပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရက်ဆက်တဲ့ဘုရင်မကြီးရောက်လာပြီးမနက်ဖြန်မနက်မှာသူတို့ကိုကွပ်မျက်တော်မယ်လို့ကြေညာလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့သူတို့၄ယောက်ကိုကြိုးရည်နဲ့တုံနှောင်ပြီးကွပ်မျက်ဖို့ပြင်ဆင်ကြပါတယ်။အဲ့ဒီအချိန်မှာပဲဘုရင်မလေးဟာစစ်သားတစ်ယောက်လိုဝတ်ဆင်ပြီးရောက်လာပါတယ်။တကယ်တော့ဘုရင်မလေးဟာသူတို့လွတ်မြောက်ဖို့အတွက်အစီအစဉ်တစ်ခုကိုကြိုတင်ဆွဲထားတာဖြစ်ပါတယ်။သူမကရဲမက်တွေရဲ့မြစစ်တွေကိုကစားစရာမြအတူတွေနဲ့လဲလှယ်ထားပြီးဖြစ်ကြောင်းဒါကြောင့်မြမှန်တဲ့အခါတေးချင်းအောင်ဆောင်ရုံပဲလို့ပြောပြခဲ့ပါတယ်။သူတို့လည်းသဘောတူပြီးကွပ်မျက်ပွဲစတင်ပါတယ်ပထမဦးဆုံးဦးချမ်းကိုမြားနဲ့ပစ်တဲ့အခါသူဟာတေးချင်းအောင်ဆောင်တာအရန်ပြင်းခဲ့ပါတယ်။ဒါပေမဲ့ဆရာတော်ထန်ဆန်းရဲ့အလက်ရောက်တဲ့အခါမှာတော့ဆရာတော်ဟာတပားသူကိုဘယ်တော့မှမလိမ်ညာဖို့တင် जा ထားတာကြောင့်တေးချင်းအောင်ဆောင်ဖို့ရုန်းကန်နေရပါတယ်။ဒါကိုမြင်တဲ့ဦးချမ်းကခဲလုံးတစ်လုံးနဲ့လှမ်းထုပြီးဆရာတော်ကိုတတိလစ်အောင်လုပ်ကကဲတင်လိုက်ပါတယ်။အဲ့ဒီနောက်ဝူခုံးလဲမြားမှန်ပြီးတေးချင်းအောင်ဆောင်နိုင်ခဲ့ပေမဲ့ပါကျဲအလက်ရောက်တဲ့အခါမှာတော့ဘုရင်မကြီးကမြားစစ်တွေကိုပြောင်းလဲပြီးပြစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီနိုင်ငံမှာအမျိုးသားဖြစ်ရတာတင်ပြစ်မှုကြီးလာပြီးဖြစ်ပေမဲ့အယုတ်ဆိုးတဲ့အမျိုးသားဖြစ်ရတာကပိုပြီးပြစ်မှုကြီးလေးတယ်လို့ဘုရင်မကြီးကယူဆလို့ပါပဲအကျိုးဆက်အနေနဲ့ပါကျဲဟာမြားစစ်တွေအများကြီးအပြစ်ခံရပေမဲ့သူကိုယ်တိုင်ကနတ်ဖျားတစ်ပိုင်းဖြစ်တာကြောင့်ဒီလောက်နဲ့တော့မတည်ခဲ့ပါဘူးကိုမြတ်ပွဲအခမ်းအနားပြီးတဲ့အခါဘုရင်မကြီးကသူတို့ရဲ့အလောင်းတွေကိုစွန့်ပစ်ဖို့အမိန့်ပေးပါတယ်ဒီနေရာမှာအရာအလုံးဟာဘုရင်မလေးရဲ့အစီအစဉ်တိုင်းဖြစ်လာခဲ့ပြီးသူမဟာသူတို့ကိုမိမနိုင်ငံတော်ရဲ့အလွန်တန်ရှင်းမှုမြတ်လာတဲ့တိုးဝဲဝတ်ပြုရာနေရာတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီနေရာရောက်မှဘုရင်မလေးကတကယ်တော့သူမကိုယ်တိုင်လည်းဒီနိုင်ငံကနေဘလို့ထွက်ရမလဲဆိုတာမသိကြောင်းဘာကြောင့်လဲဆိုတော့ရာစုနှစ်ပေါင်းများစွာဘယ်သူမှဒီနိုင်ငံကနေထွက်ဖို့မကြိုးစားခဲ့ကြလို့ဖြစ်ကြောင်းဖွင့်ပြောပါတယ်ဒါပေမဲ့ရှေးဟောင်းကျမ်းစာရဲ့ပျောက်ဆုံးနေတဲ့စာမျက်နှာအပိုင်းအစကအဖြေပေးနိုင်လိမ့်မယ်လို့သူမကယုံကြည်နေပါတယ်ဒီစကားကိုကြားတော့ဝူခုံးဟာပျောက်ဆုံးနေတဲ့စာမျက်နှာဟာဒီတန်ရှင်းတဲ့နေရာတစ်ဝိုက်မှာပဲရှိရမယ်လို့တွေးကအားလုံးဝိုင်းရှာကြပါတယ်နောက်ဆုံးမှာတော့ဝူခုံးကစာရွက်ဟောင်းလေးကိုရှာတွေ့ပြီးဆရာတော်ထန်ဆန်းထန်ဆက်တက်ခဲ့ပါတယ်ဆရာတော်ထန်ဆန်းကစာရွက်ကိုဖတ်ကြည့်တဲ့အခါမှာတော့မိမနိုင်ငံတော်ကနေထွက်ခွာနိုင်မဲ့တခုလေးသောနီလန်းဟာအချစ်ရဲ့စစ်မှန်တဲ့အတိတ်တွေကိုနားလည်သဘောပေါက်ခြင်းဖြစ်တယ်လို့ရေးသားထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ယဟန်တစ်ပါးအနေနဲ့ဆရာတော်ထန်ဆန်းကအချစ်အကြောင်းကိုမသိဘူးလို့ဝန်ခံခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအစီခံတယောက်ကမိမနိုင်ငံတော်မှာဖြစ်ပွားခဲ့ဘူးတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အချစ်ဇလန်တစ်ပုဒ်အကြောင်းပြောပြပါတယ်မိန်းကလေးတယောက်ဟာပြင်ပကရေလုတ်သားလေးတယောက်နဲ့ချစ်ကြိုက်ခဲ့ဘူးကြောင်းသူတို့နှစ်ယောက်ဟာမတူညီတဲ့ကဘာနှစ်ခုကဖြစ်တာကြောင့်လူချင်းမတွေ့ရပဲစိတ်ချင်းဆက်သွယ်ပြီးသားချစ်ခဲ့ကြကြောင်းဒါပေမဲ့အဲ့ဒီအချစ်ဇလန်ရဲ့အဆုံးသက်ကိုတော့ဘယ်သူမှမသိကြကြောင်းပြောပြခဲ့ပါတယ်အတိတ်ကအချစ်ဇလန်ကိုပြောနေတော့မှပဲရုတ်တရက်ဆရာတော်ထန်ဆန်းဦးချမ်းနဲ့ပါကျဲတို့၃ယောက်ဟာဝမ်းပိုက်ထဲကနေပြင်းထန်စွာနာကျင်အောင်ဟစ်လာပြီးသူတို့ရဲ့ပိုက်တွေဟာတဖြည်းဖြည်းကြီးမားဖောင်းပွားလာပါတော့တယ်ဘုရင်မလေးကသူတို့ကိုဝမ်းသာအားရဂုဏ်ပြုလိုက်ပြီးသူတို့တောက်လိုက်တဲ့ရေဟာဒီတန်ရှင်းတဲ့နေရာကမြင့်ရည်ဖြစ်ကြောင်းအဲ့ဒီရေမှာထူးခြားတဲ့စွမ်းအားရှိပြီးတောက်မိတဲ့သူဟာကိုဝင်ရရှိစေမှာဖြစ်ကြောင်းကိုဝင်ရပြီးကိုယ့်ရဲ့အကြာမှာတင်ကလေးမွေးဖွားမှာဖြစ်ကြောင်းရှင်းပြပါတယ်တစ်ဖွဲ့လုံးမှာကိုဝင်မရပဲကြံခဲ့တာကတော့ဝူခုံးတယောက်တည်းပါပဲအမျိုးသားတွေဖြစ်တာကြောင့်ကလေးမွေးဖို့အလွန်ခက်ခဲပြီးအသက်အန္တရာယ်ရှိနိုင်တာကြောင့်ဝူခုံးဟာသူ့ရဲ့ဆရာနဲ့တငယ်ချင်းတွေကိုကယ်တင်ဖို့အမြန်ဆုံးအဖြေရှာရပါတော့တယ်ကံကောင်းချင်တော့အစီခံတယောက်ကကိုဝင်ဖြတ်ချနိုင်တဲ့ဖြတ်ချရည်ရှိတဲ့အမျိုးသမီးတယောက်ရဲ့ဒီနေရာကိုလမ်းညွှန်ပေးခဲ့ပါတယ်ဝူခုံးဟာအဲ့ဒီအမျိုးသမီးစီကိုအပြေးလွှားသွားရောက်ခဲ့ပေမဲ့အဲ့ဒီဖြတ်ချရည်ရဖို့အတွက်အနည်းဆုံးနှစ်ပေါင်း100လောက်အချိန်ယူချက်လုပ်ရတယ်လို့သိလိုက်ရတဲ့အခါစိတ်ပြတ်သွားပါတယ်ဒါပေမဲ့ဝူခုံးကအတနာခံတောင်းပန်လွန်းတာကြောင့်အဲ့ဒီအမျိုးသမီးကပိုပြီးညံဆန်တဲ့နီလန်းတစ်ခုရှိသေးကြောင်းဖွင့်ပြောပါတယ်အဲ့ဒါကတော့ဝူခုံးအနေနဲ့သူမရဲ့နှလုံးသားကိုစစ်မှန်တဲ့အချစ်နဲ့ထိတွေ့အောင်လုပ်ပြီးမျက်ရည်ကျစေဖို့ပါပဲအဲ့ဒီကြလာတဲ့မျက်ရည်တွေကသာသူ့လိုချင်တဲ့ဖြတ်ချရည်ဖြစ်လာမှာပါဒါပေမဲ့ဝူခုံးဟာတစ်သက်လုံးအမျိုးသမီးတယောက်နဲ့မနီးစပ်ဘူးတာကြောင့်အချစ်ဆိုတာကိုဘာမှနားမလည်ပါဘူးသူသိတာဆိုလို့ဆရာတော်ထန်ဆန်းကသူ့အပေါ်ထားရှိတဲ့မေတ္တာနဲ့ဂရုစိုက်မှုပဲရှိပါတယ်ဒါကြောင့်ဝူခုံးဟာအတိတ်ကသူဟာအလွန်ဆိုးသွမ်းရိုင်းဆိုင်တဲ့မြောက်ဆိုးကြီးဖြစ်ခဲ့ဘူးကြောင်းဒါပေမဲ့ဆရာတော်ထန်ဆန်းကသူ့ကိုတပည့်အဖြစ်လက်ခံပြီးမေတ္တာတရားနဲ့ပြုပြင်ပေးခဲ့ကြောင်းအဲ့ဒီနေ့ကစလို့ဆရာတော်ကိုဘယ်တော့မှစိတ်ပြတ်အောင်မလုပ်ပဲအသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်မယ်လို့ဂရုတစ္ဆာပြုခဲ့ကြောင်းကိုယင်းထဲကလာတဲ့ခံစားချက်တွေနဲ့ပြောပြခဲ့ပါတယ်မထင်မှတ်ပဲအဲ့ဒီအမျိုးသမီးဟာဝူခုံးရဲ့ဆရာပေါ်ထားတဲ့တစ္ဆာတရားကိုစစ်မှန်တဲ့အချစ်ကြီးတစ်ခုအဖြစ်ခံစားမိသွားပြီးစိတ်လှုပ်ရှားကမျက်ရည်ကျခဲ့ပါတယ်ဝူခုံးလည်းအဲ့ဒီမျက်ရည်ကိုရရချင်းပဲသူမကိုထားခဲ့ပြီးဆရာတို့စီကိုအမြန်ဆုံးပြန်ပြေးခဲ့ပါတော့တယ်ချက်ချရည်ရဲ့အာနိသင်ကြောင့်သူတို့ရဲ့ကြီးမားနေတဲ့ဘိုက်တွေဟာချက်ချင်းပဲပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ဆရာတော်ထန်ဆန်းဟာစိတ်ကိုတည်ငြိမ်အောင်ထိမ့်သိမ့်မှုအတွက်ခက်ဝေးဝေးတနေရာကိုသွားပြီးမြေကြီးပေါ်မှာကျန်းစာလုံးတွေကိုတုံးနဲ့ရေကူပြီးစိတ်အေးအောင်လုပ်နေခဲ့ပါတယ်ဘုရင်မလေးလည်းဆရာတော်နောက်ကိုလိုက်လာပြီးသူတို့နှစ်ယောက်ဟာမြေကြီးပေါ်မှာစာတွေကိုအတူတူလိုက်လံရေးသားကြရင်းနဲ့သတိမထားမိပဲနိုင်ငံတော်ရဲ့နယ်နိမိတ်အပြင်ဘက်အဝေးကြီးထိရောက်ရှိသွားခဲ့ကြပါတယ်ကန်ဆိုးချင်တော့အဲ့ဒီမြင်ကွင်းကိုဘုရင်မကြီးကမြင်သွားခဲ့ပါတယ်ဘုရင်မကြီးဟာဘုရင်မလေးကဘလောက်ပဲတောင်းပန်တားမြစ်ပါစေနားမထောင်ပဲရဲမက်တွေကိုဆရာတော်ထန်ဆန်းကိုချက်ချင်းဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ထောင်ထဲမထည့်ပဲဆရာတော်ထန်ဆန်းကိုပင်လယ်ကမ်းဆက်စီခေါ်ဆောင်သွားခဲ့ပါတယ်ဆ
ဆရာတော်ထန်ဆန်းကိုလှေပေါ်တင်ပြီးပင်လယ်ထဲမျောလိုက်ပြီးမကြခင်မှာပဲဘရင်မလေးဟာသူမရဲ့တမင်နဲ့ဆိုးလေးကိုစီးပြီးအပြေးလွှာရောက်လာကဆရာတော်ရဲ့လှေပေါ်ကိုခုန်ကူးလိုက်ပါတယ်။တစ်ဖက်မှာတော့ဘရင်မကြီးဟာဘရင်မလေးမရှိရင်မိမနိုင်ငံတော်ကြီးပျက်စီးသွားလိမ့်မယ်လို့ယုံကြည်နေတာကြောင့်အလွန်တုန်လှုပ်ခြောက်ခြားသွားပါတယ်။သူမဟာချက်ချင်းပဲဝူခုံးစီသွားပြီးဖြစ်ကြောင်းကုံစင်ကိုပြောပြခဲ့ပါတယ်။ဝူခုံးကအခြေအနေရဲ့ကြီးလေးမှုကိုစဉ်းစားနေတော့မှပဲအာနာကြီးမလာတဲ့ဘရင်မကြီးကိုယ်တိုင်ဝူခုံးရဲ့ခြေတလုံးကိုဖက်ပြီးဒူးထောက်ကဘရင်မလေးကိုကယ်တင်ပေးဖို့ငိုယိုတောင်းပန်ပါတော့တယ်။ဒါကြောင့်ဝူခုံးလည်းစိတ်ပြောင်းသွားပြီးဆရာတော်ထန်ဆန်းနဲ့ဘရင်မလေးတို့ကိုရှာဖွေဖို့ထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့ဒီပင်လယ်ဟာအစုံမဲ့ပင်လယ်လို့အမည်တွင်ရတဲ့အတိုင်းဝူခုံးရဲ့မှော်မျက်လုံးနဲ့တောင်သူတို့ကိုရှာမတွေ့နိုင်ပဲဖြစ်နေခဲ့ပါတယ်။ပင်လယ်ပြင်ရဲ့တခြားတနေရာမှာတော့ဆရာတော်ထန်ဆန်းနဲ့ဘရင်မလေးတို့ဟာလေငယ်လေးပေါ်မှာတောင်းတင်နေကြပါတယ်။မြူတွေကင်းစင်သွားပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာရေပြင်ကျဲကြီးကလွဲလို့ဘာမှမရှိပါဘူး။ဘရင်မလေးဟာအလွန်ရင်ငက်လာတာကြောင့်ပင်လယ်ရေကိုတောက်ဖို့လုပ်တဲ့အခါဆရာတော်ထန်ဆန်းကပင်လယ်ရေတောက်ရင်ပိုပြီးရင်ငက်လိမ့်မယ်ဆိုပြီးတားမြစ်ခဲ့ပါတယ်။မိမိရဲ့အသားကိုလှိဖြတ်ပြီးစားသုံးဖို့စစ်မှန်တဲ့မေတ္တာစိတ်နဲ့ကမ်းလှမ်းခဲ့ပါတယ်။ဒီစကားကြောင့်ဘရင်မလေးဟာအလွန်စိတ်လှုပ်ရှားဝမ်းနည်းသွားပြီးဆရာတော်ရဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်ကဘလို့အခက်အခဲမျိုးကိုမဆိုအတူတူရင်ဆိုင်ကြော်ဖြတ်မယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ညစ်ပတ်တာလည်းပါတာပေါ့လေ။အဲ့ဒီနောက်ကြီးမားတဲ့မုန်တိုင်းတစ်ခုကြားရောက်လာပေမဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ဖေးမှပြီးမုန်တိုင်းတံကိုကြက်ကြက်ခံကြော်ဖြတ်နိုင်ခဲ့ကြပါတယ်။မုန်တိုင်းကြီးပြီးဆုံးသွားတဲ့အခါမှာတော့သူတို့ရဲ့တင်ငယ်လေးဟာကုန်းမြေတစ်ခုစီကိုဆိုက်ရောက်သွားခဲ့ပါတယ်။တကယ်တော့ဒါဟာရှေးဟောင်းကျမ်းစာတွေကဟောကိန်းတိုင်းဖြစ်လာတာပါ။သူတို့နှစ်ယောက်ရဲ့စစ်မှန်တဲ့အချစ်စွမ်းအားကြောင့်အစုံမဲ့ပင်လယ်ပြင်ကြီးရဲ့အလဲဘဟုမှာကြီးမားခမ်းနားလာတဲ့ထွက်ပေါက်တကားကြီးတစ်ခုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီတကားကြီးကိုဝူခုံးတို့ရှာတွေ့သွားပြီးဆရာတော်စီကိုချက်ချင်းရောက်လာကြပါတယ်။ဆရာတော်ထန်ဆန်းကဘရင်မလေးကိုလှည့်ကြည့်ပြီးငါတို့အတူတူသွားရအောင်လို့ဖိတ်ခေါ်ခဲ့ပါတယ်။ဘရင်မလေးကတကားကိုဖျက်ကျော်ဖို့ခြေလန်းလိုက်တဲ့အချိန်မှာပဲလှုပ်ဝက်ဆန်းကျဲတဲ့အတားအဆီးကြီးပေါ်လာပြီးသူမကိုတားဆီးလိုက်ပါတယ်။ဘရင်မလေးကအတင်းအဓမ္မဖောက်ထွက်ဖို့ကြိုးစားတဲ့အခါမှာတော့မိမနိုင်ငံတော်ကြီးနဲ့နိုင်ငံထဲကအမျိုးသမီးအလုံးဟာတဖြည်းဖြည်းကြောက်ရွံ့ဖြစ်ပြောင်းလဲကုန်ပါတော့တယ်။ဘရင်မလေးကိုယ်တိုင်လည်းခြေထောက်ကနေစပြီးကြောက်ရွံ့ဖြစ်လာတာကြောင့်ကံကောင်းထောက်မစွာနဲ့ဆရာတော်ထန်ဆန်းကသူမကိုမြ мян ဆန်ဆန်ပွေ့ဖက်ပြီးနိုင်ငံတော်ရဲ့နယ်နိမိတ်ထဲပြန်ခေါ်လာခဲ့လို့ကျင်းစာပြေပြီးပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ပင်လောကကအချစ်ကိုရှာဖွေနေတဲ့ရေလုံသားလေးဟာလည်းပင်လယ်ထဲကထွက်ပေါက်တကားကြီးကိုမြင်သွားပြီးသူ့ရဲ့ချစ်သူရှိရာမိမနိုင်ငံတော်စီကိုရေကူးပြီးဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာလှုပ်ဝက်ချက်ပေါ်လာတာကတော့အတိတ်ကရေလုံသားလေးနဲ့စိတ်ချင်းဆက်သွယ်ပြီးချစ်ခဲ့ကြတဲ့မိန်းကလေးဟာတကယ်တော့အခုလက်ရှိဘရင်မကြီးကိုယ်တိုင်ဖြစ်နေတာပါပဲ။သူမဟာဘရင်မလေးကိုစောင့်ရှောက်ရမယ့်တာဝန်ကြောင့်မိမိရဲ့တူရသောအချစ်စစ်ကိုဆွတ်လွတ်ခဲ့ရတာဖြစ်ပါတယ်။ဒီအတောအတွင်းမှာဆရာတော်ထန်ဆန်းဟာဘရင်မလေးကျမ်းမာရေးအပြည့်အဝပြန်ကောင်းလာတဲ့အထိမိမနိုင်ငံတော်မှာခဏထပ်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေမဟာကရုဏာရှင်ခွာရင်မဲတော်ပွင့်ထွန်းလာပြီးဆရာတော်ကိုတရားပြညံလင်းပေးခဲ့ပါတယ်။မဲတော်ကဆရာတော်ထန်ဆန်းအနေနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းမိန့်ကြားပြီးကွဲပြောက်သွားခဲ့ပါတယ်။ဘရင်မလေးကျမ်းမာရေးအတွက်အားလုံးဆုတောင်းနေကြတော့မှပဲစောစောကရေလုံသားကြီးဟာရုတ်တရက်ရောက်ရှိလာပြီးဘရင်မကြီးကိုအံ့ဩသွားစေပါတယ်။သူဟာဒီအချိန်ကိုနှစ်ပေါင်း20တိုင်စောင့်ဆိုင်းခဲ့ရကြောင်းနဲ့ဘရင်မကြီးကိုအလွန်ချစ်ကြောင်းဖွင့်ပြောပါတော့တယ်။ဘရင်မကြီးဟာရင်ထဲမှာအလွန်လှုပ်ရှားသွားပေမဲ့မိမိရဲ့ကံကြမ္မာနဲ့တာဝန်ဟာဘရင်မလေးကိုလမ်းညွှန်ပြီးနိုင်ငံတော်ကိုဥဆောင်ဖို့ဖြစ်တာကြောင့်အချစ်ဟောင်းကိုပြန်လည်စတင်ဖို့ညှင်းပယ်လိုက်ပါတော့တယ်။ရေလုံသားကြီးဟာအလွန်အမင်းဒေါသထွက်သွားပြီးနိုင်ငံတော်ကြီးကိုငါဖျက်ဆီးပစ်မယ်ဆိုပြီးစိတ်ယူပေါက်ပါတော့တယ်။ရေလုံသားကြီးဟာရေမိတ်ဆာနတ်ဆိုးကြီးအဖြစ်အသွင်ပြောင်းလဲပြီးနိုင်ငံတော်ကိုအပြင်းထန်စတင်တိုက်ခိုက်ပါတော့တယ်။မကြာခင်မှာပဲရေလုံသားမိတ်ဆာကြီးဟာတောင်တလုံးလောက်ကြီးမားတဲ့အသွင်တရံကိုပြောင်းလဲပြီးနိုင်ငံတော်ကြီးတစ်ခုလုံးကိုရေလိုင်းကြီးတွေနဲ့လွှမ်းမိုးကရေနစ်မြုပ်အောင်ဖျက်ဆီးပါတော့တယ်။မိမနိုင်ငံတော်ကြီးပျက်စီးသွားပြီးအမျိုးသမီးအလုံးဟာပင်လယ်ရေထဲကိုပြုတ်ကျကုန်ကြပါတယ်။ဒီလိုပျက်စီးခြင်းမြင်ကွင်းကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့မိမိကိုယ်တိုင်လည်းရေနစ်နေတဲ့ဆရာတော်ထန်ဆန်းဟာတရားဓမ္မအာယုံပြုတည်ငြိမ်စွာတရားထိုင်ပြီးတတဝဝိနည်းတွေကိုကယ်တင်ပေးဖို့မြတ်စွာဘုရားရှင်ထံအသေးအတန်ဆုတောင်းမြတ်တာပို့တပါတော့တယ်။ဆရာတော်ရဲ့တန်ရှင်းတဲ့သီလစွမ်းအားနဲ့ဆုတောင်းတန်ကြောင့်ကောင်းကင်ယံကနေမြတ်စွာဘုရားရှင်ပွင့်ထွန်းလာပြီးရေနစ်နေတဲ့အမျိုးသမီးအလုံးကိုကယ်တင်ပေးခဲ့ကစိုးသွန်းလာတဲ့ရေလုံသားမိစ္ဆာကြီးကိုလည်းသူ့ရဲ့မကောင်းမှုတွေအတွက်ထိုက်တန်တဲ့အပြစ်ဒဏ်ကိုပေးပြီးနှိမ်နင်းလိုက်ပါတော့တယ်။ကြီးမားလာတဲ့ဉာဏ်လင်းပွင့်မှုတွေရရှိပြီးနောက်မှာတော့ဆရာတော်ထန်ဆန်းဟာမိမိရဲ့တန်ရှင်းလာတဲ့သာသနာပြုတာဝန်ကိုဆက်လက်ထမ်းဆောင်ဖို့နဲ့အနောက်ဘက်သို့ခရီးစဉ်ကိုဆက်သွားဖို့အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ဆရာတော်ထန်ဆန်းနဲ့တပည့်တွေဖြစ်ကြတဲ့ဝူခုံးပါကျဲဝူကျန်းတို့ဟာဘရင်မလေးကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပြီးအနောက်ဘက်စီသို့သူတို့ရဲ့ခရီးစဉ်ကိုဆက်လက်ထွက်ခွာသွားကြပါတော့တယ်ဗျာ။